မင်္ဂလာပါကိုမင်းကိုနိုင်ရေးထားတဲ့လာဝမျက်နှာကြည်တိုင်းတာအပိုင်ငါဒီမြနဲ့ထိုကိစ္စကပြီးမသွားဓာတ်ပုံစံပြန်ရောက်သည်နှင့်ကိုတင်မောင်ဇနီးကတစခန်းထပြန်သည်တနခါရုံကြီးခိုင်လာကလေးကပြုံးစီစီလုံနေသောသူမသည်ကိုလုံးလှစာအောင်ငားသည်နှင့်ဘူပေါင်းဖောက်လိုက်သလိုအထိတ်တလန့်အတန်ဖြင့်ရှဲချလိုက်သည်လူပြိုကြီးကတိတ်ရေးကြီးနေပြီလားဟူသောအမေကိုကျွန်တော်တုံ့ပြန်ခတ်လာသည်ကျွန်တော်ဆေးဆရာများနှင့်အရေးတကြီးတွေမိမိုးအတွက်ဗျာများနေသည်ကိုမြင်နေ၍မိတ်ဆွေရင်းပမာမေးသည်ကိုကျွန်တော်အလိုက်တင်ဖြေထားဘူးသည်မိမိုးမှာကျမ်းမာရေးမကောင်း၍တောမှာလာအနားယူဆေးကုသူများလောက်သူသိထားသည်ငယ်တကယ်ချင်းနှစ်ယောက်ပြန်ဆုံပွဲကိုတင်မောင်ဇနီးကလာတော့ပကြီးကတစ်ချက်အဖြစ်သာမြင်ထားသူမိမိုး၏နှလုံးသားဒဏ်ရာရသည့်ပွဲကိုကျွန်တော်ရောကိုတင်မောင်ကမြုပ်ထားခြင်းအတွက်တနည်းတစ်ပုံခတ်နေရကြပြီဖုန်တက်နေသောစားအုပ်ကြီးကိုတဖြန်းဖြန်းခါလျက်ဟုတ်ပြီဒီဝါမဆိုခင်အမိဘဝသူစားလို့လှပကြော်ရှင်းသွားစေရမယ်ဟုရေမောပြောရင်းကံပေသည်ကိုတင်မောင်ကအာနာသောမျက်နှာဖြင့်ဟေ့ဘာတွေပြောနေတာလဲကွာတို့လူမျိုးကြီးကမိမတွေကိုခတ်တယ်လို့မြင်ထားတာဘာမှဝါဆိုဝါကျွတ်တွေထည့်ပြောနေစရာမလိုဘူးဟုရှော့ချလိုက်တော့လဲမရဟာအဲ့လိုလူမျိုးတွေမိမရသွားတာရီးစားတောင်ထားချင်မရလိုက်ဘူးဟုထက်ဆင့်လိုက်သည်ကျွန်တော်တော့ချောင်းပိတ်အထိုးခံနေရပါပြီဗျာဒီနေ့တော့အပြေမှန်ပုံပါပါအဲ့ဒီတော့မှအမကြီးနားလည်မှာပါကိုတင်မောင်သည်ဖလင်ဖြက်စာယူလာပြီးကျွန်တော်လက်ထဲထည့်လျက်ရော့နေမပူခင်သွားတော့အလိုက်ကန်းစိုးမသိရဲ့ဒီမိမကျွန်တော်ဆုံးမလိုက်မယ်ဟုချိန်မောင်ကကျွန်တော်လက်မောင်းဆွဲခေါ်ဆိုင်ပြင်ထုတ်သွားသည်အပြင်ရောက်သည်နှင့်ကျွန်တော်နားကပ်၍အားနာလိုက်တာဗျာဟာနေပါစီကိုတင်မောင်သူကအเจ้าစုံမသိတော့ဒီလိုပဲနောက်မှာပေါ့တာမန်အဖြစ်အင်မတန်စားကျင်စရာကောင်းတဲ့အနေထားပဲဗျကျွန်တော်ကလည်းကိုမောင်ရင်းတို့ကြည်စဲရှင်တာပေါ့ဗျာခမရတို့လင်မယားနဲ့ကျွန်တော်ကခင်မေရင်းနှီးမှုတိတ်ကြီးမှခိုင်မြဲနေပြီဒါစကူစားရမယ်အကွက်ပဲဒီအခွင့်အရေးသူယူပါစေကိုတင်မောင်စဉ်းစားရခက်နေရန်ဖြင့်ကျွန်တော်တို့ဟာကလည်းမဆစေခြင်းရင်အဖြစ်မှန်ကြီးဖွင့်ပြောမှရမယ်ဟုပြောသည်အစ်စ်ပဲကိုတင်မောင်ရေအကောင့်တစ်ခုလိုချင်ရင်အစိုးတစ်ခုနဲ့တွဲရမယ်ဆိုတာမျိုးပဲသူသည်အားတုံအားနာဖြင့်လစ်တော်ဗျာနောက်မှအေးစစ်စစ်တိုင်ပင်အောင်မယ်ဟုအဆုံးသတ်သည်ကျွန်တော်ရှောက်ထွက်သွားရင်အမကြီးကိုသွားမစုနဲ့နော်လင်မယားရယ်ဖြစ်နေအောင်မယ်ဟုတတိပေးခဲ့ရသည်ကစားစရာအသေးဆိုင်ရသောကလေးပမာမိမိုးရှင်လန်းနေသည်ကင်မရာကိုဟိုချိန်ဒီချိန်လှုပ်လိုက်ကျွန်တော်ကိုပြုံးပြလိုက်နေငါ focus တော့ပြအောင်ချိန်တက်ပြီးဟာရော့ကြည့်ဟိုတစ်ပင်ပြတ်တယ်မဟုတ်လားသူမစုံချက်ညှိထားသောတစ်ပင်ကိုလက်ညှိုးထိုးပြလျက်ကင်မရာကမ်းပေးသည်အေးပြတ်တယ်ဒီအတိုင်းမှန်အောင်ညှိဘောင်းဝင်အောင်လဲနင်ချိန်တက်မှာပဲအရေးကြီးတာကအပါချရွေးတတ်ဖို့နင့်ကိုရှင်းပြပြီးပြီဟုပြောရင်းပြန်ကမ်းလိုက်သည်ဒါကတော့ငါစဉ်းစားပြီးငါဘာသာရွေးရမှာပေါ့ဟုတ်ပြီလေသူမသည်နေအောင်ကနုနုလေးရှိတယ်ဆိုတော့အကွာအဝေးကဘယ်လောက်စသည်ဖြင့်တို့တွက်ချက်ရေရွတ်နေသည်ကင်မရာ၏အလင်းဝင်ပေါက်ကိုညှိနှိုင်းရွေးချယ်မှုမှန်ဘလူး၏ဆွဲအားအလင်းတကားပိတ်နှုံးများကိုကျွန်တော်သူမကိုရှင်းပြစဉ်သူမအလွယ်နှင့်သဘောပေါက်သည်ယူပဗေဒတွင်အလင်းသင်ခန်းစာများသင်ခဲ့ခြင်းကယခုလွယ်ကူရှင်းလင်းစေကြောင်းသူမမှတ်ချက်ချခဲ့သည်သဘောတရားကတော့ရှင်းပြရင်သိတယ်ဒါပေမဲ့လက်တွေ့မှာတော့နေကိုယ်တိုင်ရိုက်မှသိမှာအနည်းနဲ့အများကတော့မှားတတ်တာပဲဟုကျွန်တော်အဆုံးသတ်ရင်အလင်းဝင်ပေါက်ကိုတာမန်အားဖြင့်17 8 5.6စသည်တို့ဖြင့်ရိုက်ရကြောင်းပြောပြလိုက်သည်ကဲရိုက်ပြီတော့ဆိုသည်နှင့်သူမအနီးပါးကကလေးတွေခွေးတွေကိုချိန်ဆကာရိုက်တော့သည်
အမြင့်မှစီးရိုက်လိုက်လိုအပ်လျင်အနှိမ့်မှမိုးရလိုက်နှင့်သူမ၏ရှုထောင့်ရွေးချယ်မှုတွင်စိတ်ကူးစိတ်တမ်းထည့်ထားသည်ကိုတွေ့ရ၍ကျွန်တော်ကြိတ်ချေကျူးမိသည်ကြောက်ပြကြီးကိုလည်းအမတ်တရရိုက်ချင်တယ်ဟုဆို၍ကျွန်တော်လိုက်သွားရသည်တရုတ်ဆောင်မိပုဂ္ဂိုလ်မရှိ၍ကျွန်တော်ကိုပင်ကြောက်ပြပေါ်ထိုင်ခိုင်းတော့သည်ဟာမလုပ်နဲ့ဓာတ်ပုံရိုက်ခံရမှာငါဝါသနာမပါဆုံးမယ်ကျွန်တော်ညင်ချက်အပေါ်မိမိုး၏တုံ့ပြန်မှုကဆောင်ကြီးအောင်ကြီးဖြင့်ကြောက်ဖြာကြီးသက်သက်အဖော်မဲ့ပုံကိုရိုက်လိုက်ခြင်းပင်နောက်ဆုံးတစ်ခွက်ပဲကျန်တော့တယ်ဆိုမှငါအရိုက်ချင်ဆုံးပုံရှိတယ်ဟုဆိုကသူမနှင့်ကျွန်တော်အမတ်တရစကားများတွင်တင်ငေတအဖြစ်တရုပ်ဆောင်ခဲ့သောလေကွက်ကြီးရှိရာဥဆောင်သွားတော့သည်တာမန်ထက်စောသောမိုးဦး၏စေတနာကြောင့်အဆိုတက်ကောင်းစွာရသွားသောလေကွက်တွင်နွားနှကောင်တက်၍ထွန်ရက်နေလေသည်ပြမိုင်းမိုင်းတောင်နှန်းနောက်ခံအောက်ခြေတွင်တောဆက်ခင်တန်းလေးကစိမ့်ဆူဆူဝေးဝိုက်ကျနေသောကုတ်ကူကန်းကြီးပါဓာတ်ပုံနှုတ်ခမ်းသားတွင်ပါရမည်ဆိုကရိုက်ကွင်းကိုသူမခြားခြားလဲရွေးနေသေးသည်နေကြီးအကြနှင့်မိုးသားအလှကိုလည်းသူမမမေ့တပုံထဲနှင့်အပိုင်ရိုက်မှာဒါကြောင့်တကွက်သေးချန်သားဟုပြောပြီးသူချိန်ရွယ်ထားသောမြင်ကွင်းနဲ့နွားနှကောင်တက်လေထုံသမားဝင်လာသည်ကိုလိုချင်သောနေရာရောက်သည့်အထိတီးခန့်ဆောင်နေသည်ကျွန်တော်တကွန်းတပါသားမြဝင်ရောက်ခြင်းမပြီးပရိသတ်နေသာကြည်နေသည်ကိုကိုပင်ရိပ်တွင်ဘရုံမာလိုခြီပါအင်ကြီးပေါ်ပေါ်နှင့်ပါတိတ်လုံးကြီးမယန်းနုရောင်တပန်နွမ်းကိုစိတ်ကူးတဲ့သလိုသူမဆင်ရင်ထားသလားမသိရခင်ထက်စားလျင်တော့တွယ်လျက်လျက်သူ့အချိုးဆက်တို့မှလေကွက်နှစ်ပေရိန်ထိုးနေသောတောပန်းလေးတို့နှင့်အပြိုင်မြင်သူရင်ကိုစိတ်ကြည်နူးမှုပေးနိုင်ပါသည်ဟုကျွန်တော်ယုံကြည်သည်ခရမ်းမြာရောင်ပဝါတစချုံနှောင်ထားသောသူ့စပင်ကကြောဝံမနီလေတိုက်ရာလွင့်နေသည့်တကွန်ပါးလေးများသဖွယ်တလူလူဖြင့်သူလောကအပေါင်းကိုမေ့ပြီးစိတ်အားတန်ရာလုံနေသည်ကိုကျွန်တော်စိတ်ချမ်းသာစွာကြည်နေမိသည်ဓာတ်ပုံရိုက်ပြီးသည်နှင့်ကင်မရာကိုဖြုတ်၍ကျွန်တော်လက်ပြန်အပ်သည်သူ့အမူအရာမှာစာမေးပွဲဖြေပြီးအဖြေလွှာကိုစာစစ်သူဆရာလက်ထဲအပ်သည်နှင့်တူလာသည်အတက်နိုင်ဆုံးတော့စိတ်ကြိုက်တေချာရွေးပြီးတကွက်ထဲရိုက်လိုက်တာပဲဘယ်လိုထွက်လာမလဲတော့မသိဘူးနော်ခမ ्या ကိုသူစကားတွေအများကြီးပြောလိုက်ပြီပေါ့ခမ ्या လေးနဲ့ချင်းစီဖြစ်စေမလေးနဲ့ချင်းစီဖြစ်စေလေးနဲ့ပေးပါလို့ကျွန်တော်မြစ်တာရက်ခံနေတယ်ပကြားအပ်လေကွက်ကြီးကိုပြန်ထွန်ရက်နေပုံကိုသူမမှတ်တမ်းတင်သည်ကိုကျွန်တော်ပြန်ပြောသည်တွင်ကိုတင်မောင်ခေါင်းတဆက်ဆက်ညစ်၍တည်ငြိမ်စွာမြစ်တာရက်ခံခြင်းဖြစ်သည်လူနှစ်ယောက်ကြောက်ွက်ရွှေ့ကစားတာကိုဘေးကထိုင်ကြည့်ပြီးတယောက်တော့သူရွှေ့လိုက်တဲ့အကွက်ကိုခမ ्या သဘောကျပြီးခေါင်းတဆက်ဆက်ညိတ်တယ်လို့ပါလားကိုတင်မောင်သူ့ပါဇက်နာရောက်နေသောထမင်းလုတ်ကိုမသွင်းသေးပဲဝန်ခံသောမျက်နှာဖြင့်ခမ ्या ဘယ်အကွက်ရွှေ့တင်တယ်ဆိုတာကိုပါကျွန်တော်ဝင်ပြောလိုက်ပြီဗျာကျွန်တော်ပြန်မပြောတော့ပဲရေအေးတစ်ခွက်ခက်တောင်နေသည်ကိုတင်မောင်ကမဆောင်ဆိုင်နိုင်သည့်ဟန်ဖြင့်ပဲနေလေဗျကျွန်တော်ပြောသလိုရွှေ့မှာလားဟုအားမလို့အားမရမေးတော်သည်ကျွန်တော်ရေကုန်အောင်တောက်ပြီးမှကိုတင်မောင်ရဲ့အခုကြားခွက်ရွှေပွဲကအရှုံးနိုင်အတွက်ကစားတာမှမဟုတ်တာသူနှစ်ချိုက်ခံစားသောအပြုံးဖြင့်ဟုတ်တယ်လေဗျာဒါကြောင့်အရေးကြီးတဲ့အကွက်ကိုဝင်ပြောမိတာပေါ့ဒီထက်အရေးကြီးတဲ့အကွက်တွေအတွက်ရောခမ ्या စဉ်းစားမိသလားဟုတော့ကျွန်တော်အမိကိုသူမဖြေပဲလောလောဆယ်တော့ဒီတစ်ကွက်ခမ ्या ရွှေ့ကိုရွှေ့တင်တယ်ဗျာအလိုက်တင်ပေါ့ခမ ्या ရွှေ့လိုက်မယ်လို့လဲယုံကြည်ပါတယ်ဟုသာပြောသည်ဒီမှာကိုတင်မောင်ခမ ्या မိမိုးလုပ်ပုံကိုကြည့်အောင်ဖလင်ဆေးပြီးသည်နှင့်ကိုတင်မောင်တန်ကမ်းပြလိုက်သည်သူစိတ်ဝင်စားယူကြည့်ပြီးဟုတ်ပြီအိုင်ဒီယာကောင်းတယ်ဟုတကွက်ချင်းကျေနပ်စွာကြည့်၍သဘောကျနေသည်
နောက်ဆုံးတစ်ခွက်ရောက်မှဟာ sorry ပဲဗျာအရေးကြီးဆုံးပုံမှဟုမတက်မတာဖြစ်သွားသည်ကျွန်တော်ကဖလင်လေးကိုကြည်ပြီးသူမို့ကိုတင်မောင်ကိုကျွန်တော်တို့နှစ်ဦးသာနားလေသောအကြည့်ဖြင့်ကြည်သည်သူကလည်းပြန်၍အတိတ်ပဲများစွာပါသောအကြည့်ဖြင့်ကြည့်ပြီးကျွန်တော်ထင်တဲ့အတိုင်းပဲခမရဒီအရေးကြီးဆုံးပုံကိုဘာမှဝင်မကူဘူးမဟုတ်လားအတော်ရက်ဆက်တဲ့လူမရက်ဆက်ပါဘူးဗျဒီတစ်ခွက်ထဲနဲ့သူ့ကိုစကားတွေအများကြီးပြန်ပြောဖို့အကွက်ရသွားတာပေါ့သူနားလည်မှုတစ်ခုရသွားမှာပါကိုတင်မောင်စဉ်းစားနေသည်စပွဲကိုတောက်ခောက်ရင်ဟုတ်ပြီလေခမရွှေ့ရကျွန်တော်ကြည့်မယ်ပြီးရင်ကျွန်တော်စိတ်ကူးနဲ့ကိုက်မကိုက်ပြောပြပါမယ်သဘောတူလားကျွန်တော်ခေါင်းကြီးပြစင်မင်းအမကြီးဝင်လာပြီးဘယ်လိုလဲလူမျိုးကြီးရှင်းတငယ်ချင်းကစားနေပြီလားဘာမှပုံမနေနဲ့ကျမအပြိုတုံးကလည်းတိတ်တက်ကြွတာစာအုပ်ကြီးဘေးချပြီးကစားတော့တာပဲယောက်ျားရပြီးသွားရင်တော့ကျမအာမမခံနိုင်ဘူးဟုအားရပါရနှုတ်ဆက်သည်ကိုတင်မောင်သည်သူ့ဇနီးအားမတက်မတာလှည့်ကြည့်ပြီးလူပြိုကြီးစကားပဲငါပြောရတော့မယ်မိမတွေအဲ့ဒါခတ်တာပဲရှင့်ညိုရှင့်နက်ကလေးများတကောင်နဲ့တကောင်လိုက်တန်းပြေးတန်းကစားနေကြသည်ကျွတ်ညံ့အောင်အတန်မြည်နေသောခွန်းသီးပင်များပေါ်ကျွန်တော်မို့ကြည့်ပြီးအရေးကောင်းရာရွေးထိုင်လိုက်သည်ပါလာသောတပ်ပုတ်များကိုမိမိုးတန်ကမ်းပေးရာသူမသည်အောင်စင်းကြည့်ရသောကျောင်းသားမျက်နှာဖြင့်ယူကြည့်နေသည်ဘယ်ဆိုးလို့လဲငါထင်တာထက်တောင်ကောင်းသေးတယ်ဟဲဒီပုံကကြည့်ပါအောင်စောင်းစောင်းကြီးဘယ်လိုဖြစ်သွားပါလိမ့်ဒါလေးကတော်တော်ကြိုက်တယ်စသည်ဖြင့်ခြေနဲ့စွာရေယူရင်းနောက်ဆုံးပုံရောက်လာသည်အိုကနေရေယူရင်းမိမိုးမျက်နှာပေါ်မှကြည်နူးမှုများအက်ကွဲကြသွားသည်အဖြစ်ဆိုးလာကြီးလားဘယ်လိုဖြစ်သွားတာလဲဒီပုံကြမှာဟုရေရွတ်နေသည်ကျွန်တော်ဖလင်လေးကိုဆွဲထုတ်၍တကွက်ချင်းဖြန့်ပြသည်ဒီမှာကြည့်ကျန်တဲ့ပုံတွေထက်စားရင်ဒီပုံကပါမနေဘူးလားစိတ်ပြက်လက်ပြက်အတန်ဖြင့်အေးဟုတ်တယ်ဟာငါသတိလစ်သွားလို့အလင်းပေးတာနဲသွားပြီဟုဝန်ခံသည်အေးနင်သဘောပေါက်တာပဲငါလည်းကြိုရှင်းပြထားပြီးသားနေမသွားတာကမျက်မြင်အနေထားကိုအကောင်းဆုံးဖြစ်ရွေးပြီးဖလင်မော်တင်ရမယ့်အခါထွက်လာမဲ့အလင်းမောင်ကိုစဉ်းစားဖို့မေ့သွားတာပဲမိမိုးသည်ပု္ပ္ပစာတစ်ပုဒ်ကိုအမားတွက်ပြီးအမှန်ရှင်းပြသူထံသဘောပေါက်သွားသည့်အလားဟုတ်တယ်ဟုခေါင်းတဆက်ဆက်ညှိနေသည်အမားအတွက်ခံစားလိုက်ရသည့်ဝေဒနာကမပြေပြောက်သည်မဲချိတ်ချိတ်နှင့်အကြီးတန်းနေသောဓာတ်ပုံကိုမကြည့်ရကြည့်နေလျက်ပင်ဒါပေမဲ့စိတ်မပူပါနဲ့မိမို့သူမခေါင်းထောင်၍ကျွန်တော်အားကြည့်သည်ဒီမားလောက်ကအမောင်ငန်းမှပြင်လိုက်ရပါတယ်ပြောဆိုတီးခြားယူလာသောပုံကိုထုတ်ပြလိုက်သည်ဟဲအေးဒီပုံလောက်ဆိုโอเคပဲဟာနင်ကလည်းဟာဘာလို့ပုံကြီးပြရတာလဲငါစိတ်မချမ်းသာအောင်သူမဘာသာကျွန်တော်အားအကြေမချမ်းပြောပြီးမှအေးလေဒါမှလည်းငါအမှန်တိုင်းသိမှာပေါ့ကဲငါ့ကိုရှင်းပြအောင်ဟုတောင်းပန်သည်ကျွန်တော်ညရဲကစဉ်းစားထားသည့်စကားလုံးများမိမိုးကိုပြန်ပြောပြလိုက်သည်ပုံကူးသမားတယောက်ရဲ့အလုပ်တောင်းကိုနင်နားလည်အောင်ပဲတကယ်ချင်းသူမမျက်တောင်မခတ်ပဲနားထောင်နေသည်ပတ်ဝန်းကျင်ကသူမ၏အာယုံကိုဝိုင်း၍ထိန်းချုပ်ပေးနိုင်မှလိမ့်မည်ဓာတ်ပုံရိုက်သူရဲ့တော်ရုံမားကိုပုံကူးသမားကပြင်ပေးလို့ရတယ်ဒါကအဖြူအမဲဓာတ်ပုံရဲ့ချစ်စရာကောင်းတဲ့အားသာချက်တစ်ခုပဲဒါကြောင့်နင့်ကိုအဖြူအမဲနဲ့ပဲရိုက်ခိုင်းတာဒီတိုင်းကူးလိုက်ရင်ပုံထွက်ညက်မဲ့ဖလင်တစ်ခွက်ကိုခဲထိုးတယ်ထိုးရတယ်ဆေးနီခြေတယ်ခြေရတယ်ဒါကတော့ဖလင်ရဲ့မျက်နှာပြင် area ကြီးမှရတာပေါ့ပြီးတော့ပုံကူးတဲ့အခါဒီမှာကြည့်ကျွန်တော်အိတ်ကတ်ထဲယူလာတော့အစမ်းတက်ပုံအပိုင်းအစာများကိုပြသည်ဒီပုံကတာမန်စီတာမန်ဆက်ကူနဲ့ကူတာဖလင်ကပါတော့ဒီလောက်နဲ့မရဘူး
ဒါနဲ့ပို့ပြီးပြက်သားစေတဲ့ဆေးရမှာစားဆိုပါတော့အဲ့ဒါကိုနံပါတ်ကြီးတဲ့စက်ကူနဲ့ကူးရတယ်ဒီတော့လင်းစရာရှိရင်ပိုလင်းလာပြီးမှောင်စရာကလည်းပိုမှောင်တော့ကြည်လင်းပြက်သားလာပြီဟုတ်တယ်နော်ဟုသူမအားတက်သေးရောထောက်ခံသည်ဒီမှာကြည့်ရောပုံချဲ့ဆက်နဲ့မိထိုးတော့မလိုအပ်တဲ့နေရာတွေကိုလက်နဲ့ကာပြီးလိုချင်တဲ့နေရာကိုပိုရအောင်စက်ကူကပြားကိုအပေါက်ပေါက်ပြီးပိုထိုးပြီးလုပ်ရတာဒါနဲ့နေရိုက်ထားတဲ့နွားနှစ်ကောင်နဲ့လေထုံသမားကအဓိကစက်ကောင်အဖြစ်ရုံလုံးကြွတတ်လာတာပေါ့ပုံကူးပြီးသွားရင်ချက်ချင်းစားစည်းနဲ့စားပစ်လို့ရတာတွေစားလိုက်ရတယ်နောက်ဆုံးအဆင့်ဓာတ်ပုံချောက်ပြီးမှအချောကန်ရတာတွေရှိသေးတယ်နေရှုပ်ကုန်မှာဆိုလို့နောက်မှပြတော့မယ်သူကသည်အမျိုးမျိုးချမ်းသာနေသောဓာတ်ပုံအစမ်းစလေးများအားရှင်၍ကြည်ရင်ငါသဘောပေါက်ပြီးငါမတက်ပေမဲ့နေရှင်းပြတာကောင်းကောင်းသဘောပေါက်ပါပြီဟုတို့ပြောနေသည်လေပြေအေးကမိုးပန်းနဲ့များယူဆောင်လာပြီးကျဲ့ဘက်သွားသည်ခြံစည်းရိုးတစ်လျှောက်နွယ်ပင်စိမ်းများလက်ပြဝှေ့ရမ်းကြံခဲ့ကြ၏ငါပြောချင်တာကမိမိုးသူမကျွန်တော်အားမော်ကြည့်သည်တစ်ချက်မားသွားလို့အကြီးတန်းသွားတဲ့ဖလင်တစ်ခွက်ကိုနေမေးလိုက်ပါပြီးတော့အမောင်ငန်းထဲမှာစရေခံခဲ့တဲ့စက်ကူအပိုင်းစာလေးတွေကိုလည်းမေးလိုက်ပါအရေးကြီးတာကရော့ဟုအကောင်းဆုံးပုံကိုကန်ပေး၍ဒီအချောသက်ပုံကိုပဲယူထားလိုက်ဒီပုံလေးကနင်းဘဝမှာအမြဲအားပေးနေမှာပါမနဲ့ပြန်တော့မယ်နင်းဘဝအတွက်ဘာလုပ်မယ်ဆိုတာနေဆုံးဖြတ်ထားပြီတော့ငါနဲ့ပြန်မလိုက်ချင်တော့ငါစီစာရေးငါမြင်တဲ့ဘဝတစ်ခုကိုနင်းဘာသာဆက်ဖန်တီးပြပါမိမို့ပြောချင်သောစကားတို့ကသူမနှုတ်ဖျားအလူအရက်တိုးဝှေ့နေကြဟန်ရှိသည်သူမထံမှတခွန်းမှမတုံ့ပြန်မိကျွန်တော်ကပင်ဖလင်နဲ့အစမ်းစာပိုင်းလေးများကိုမိချစ်ဖြင့်ရှို့လိုက်သည်သူမဘာမှမပြောတော့ပဲကျွန်တော်မိရှို့၍လောက်ကျန်းသောဖလင်နှင့်အစမ်းစာများကိုငေးမောကြည့်နေပါသည်ခမည်းရွှေ့လိုက်တဲ့အခွက်ကိုကျွန်တော်မကန့်ကွက်ပါဘူးတင့်မာတယ်လို့ပဲပြောအောင်မှာပေါ့ခတ်တာကပရိသတ်ဆိုတာကိုယ်တိုင်ဝင်ကစားလို့ရတာမျိုးမဟုတ်ဘူးလေဗျာဘေးကကြည့်ပြီးမချင်မရဲပြေးရတဲ့ဝေဒနာကိုသာယူကြရတာမျိုးကိုကာမတော့ခင်နှုတ်ဆက်စကားပြောစဉ်ကိုတင်မောင်အမတ်တရပြောသည်ကိုကျွန်တော်သဘောကျ၍ခမည်းကဝေဒနာတွေဘာတွေပြောလို့ပါလားဟုပြန်ပြောမိသည်သူကမရေမပြောမင်းဒါပေါ့ဗျာပရိသတ်ရဲ့ဝေဒနာဟာပရိသတ်ပဲလေးနဲ့တဲ့ကိစ္စပါဟုပြန်ဖြေပြီးမနဲ့ရွာကပြန်လာပြီးနှုတ်ဆက်တော့ခမည်းကိုဘာမှမပြောဘူးလားဟုမေးသည်ဟုတ်တယ်ကျွန်တော်လည်းဘုန်းကြီးကျောင်းကထွက်ပြီးထွန်ဆက်နောက်တွဲကလိုက်လာတာသူ့တော်အင်ရှိကြမှသူကစာနှဆောင်လှမ်းပေးတာပဲသူမိဘအတွက်တစ်စောင်းကျွန်တော်အတွက်တစ်စောင်းဒါပဲဗျကျွန်တော်မှားတဲ့အတိုင်းဖြစ်ဖို့သူကြိုးစားပါမယ်လို့ကြေညာပေးပါတယ်ကျွန်တော်စကားအဆုံးမင်းကားထွက်၍ကိုတင်မောင်လက်ပြချန်ခဲ့သည်သွားပြီကိုတင်မောင်လိုအပ်ရင်ခေါ်လိုက်ပါအမချီကိုလည်းနှုတ်ဆက်ပြီးကံကောင်းပါစေဗျာအားလုံးအဆင်ပြေပါစေလို့ဆုတောင်းတယ်ကျွန်တော်ပေးသက်ဆက်လုပ်ပြရစီဗျာကျွန်တော်ပြုံးပြ၍သာလက်ပြလိုက်သည်တနွေလုံးကျွန်တော်ကိုအလုပ်ပေးခဲ့သောတောမြို့ကလေးကမိုးဆက်များအောက်ဘိတ်ဆွေဟောင်းတစ်ခုဖြစ်ကျန်ခဲ့ပြီမိမိုးနှင့်ကျွန်တော်အားကြားခွက်ရွှေ့ကစားရန်စုံစည်းပေးခဲ့သောတောရွာလေးစီရမ်းရော်လမ်းမြော်မိသည်မြူကိုဝင်နေသောရိုးမတောင်ကြီးတွင်မှုန်ပြရည်ရည်ကြံခဲ့လေပြီမိမိုးဤစာကိုရန်ကုန်ပြန်မိကားပေါ်မှဖတ်မည်ဟုရည်ရွယ်ခဲ့တော်လဲချက်ချင်းမဖတ်ဖြစ်သည်နဘေးထိုင်ကုန်တွင်လူရှိနေ၍သူမ၏စာကိုလူမြင်မှကျွန်တော်စိုးရိမ်မိသည်ကိုဘာသာတွေ့ရင်ဘာကြောင့်ဒီလောက်ဖြစ်နေတာလဲဟုဆန်းစစ်ကြည့်မိသည်ဟုတ်ဒီပတိအဖြေမရနဘေးကခီးတဲ့
အိပ်ပျော်နေသည်ကိုတွေ့မှစာအိတ်ဖောက်ဖက်ရသည်ကျွန်တော်တစ်ချိန်ဖက်ခဲ့ဘူးသည်ထက်လှူရှားနေသောလက်ရည်များဖြင့်သူမရေးထားသည်မှာတကယ်ချင်းတွန်းငယ်ကဖြည်ရင်လွှာရင်ချော်လဲရင်ဟစ်အော်ငိုရင်ထူပေးမဲ့လူကိုရှာကြတယ်ကို့ဘာသာပြန်ထားရင်ရှာမန်းတော့တည်သားပဲလာစဉ်စာမေးပွဲတော်မတော်တဆတဘာသာလောက်ကြာရင်အခန်းတောင်မှာငိုရင်နှစ်သိမ့်မဲ့လူကိုရှာမိပြန်တယ်ပြန်ကြိုးစားရင်ရာမန်းတော့တည်သားပဲဒီလိုလူစားတွေတဲ့နေပါမပါမသေးကြပေမဲ့ငါသိပါတယ်ဗရိတ်အချိန်တန်တော့လေခိုင်လုံတဲ့အကြောင်းပြချက်တွေနဲ့ထာဝရအဖို့တို့ဘဝအဖို့ကိုရှာကြပြန်တယ်ဒီတဲ့နေမရသေးပေမဲ့ငါရခဲ့ဘူးတယ်ကန်ဆိုးစွာရခဲ့ဘူးတယ်ဆိုပါစို့နင်ပြန်မကြည့်စေခြင်းနဲ့အကြီးတန်းအတိတ်ဟောင်းတစ်စီကိုငါပြန်လှည့်နေလို့နင်ငါလှုပ်ရက်တွေအပေါ်ဂိယူနာဒေါသဖြစ်မှလဲငါစိုးရိမ်နေဘဝအဖို့ရွေးချယ်မှုအမားဖလင်တကွက်လိုမိရှုဖြက်စီးပြစ်လိုက်လို့ရရင်တော့အကောင်းသားပေါ်ဟာအပြစ်ကင်းစွာပျော်ရွှင်ကြသူတွေရဲ့ငါလည်းပါခြင်းပါတယ်ဒါပဲတကယ်ချင်းနောက်မှတော်ဝါကြီးရေးပါအောင်မယ်ခုတော့ငါအိပ်ပျော်ဖို့စူးစမ်းကြည့်ရအောင်မယ်နေ့ရဲ့ဂရုတစိုက်ရှိမှုတွေကိုထာဝရသတိရလျက်လေတကွက်လိုစိမ့်နှမ်းဆူပြေခြင်းနေတဲ့မိမို့